မင်းသမီးတိုင်းမှာရတဲ့ silent acting ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့တက်မွန်မြင့်ရဲ့ရုပ်ရှင်၃ကောင်တက်မွန်မြင့်ကမင်းသမီးတွေထဲမှာဆိုရင်အနုပညာရှင်တိုင်းသရုပ်မဆောင်နိုင်တဲ့ silent acting တွေကိုပြပြင်းစွာသရုပ်ဆောင်နိုင်တဲ့သူပေါင်းအော်ဟစ်ကောင် over acting နဲ့မဟုတ်ဘဲမျက်နှာအမူအရာနဲ့ဖြင်းချင်းစွာချပြနိုင်ဖို့ဆိုတာကတကယ်တော့ခက်ခဲလှပါတယ်ဒီလိုခက်ခဲတဲ့ acting တွေကိုသရုပ်ဆောင်ပြကောင်လူတိုင်းကြိုက်ခဲ့တဲ့ရုပ်ရှင်က၃ကောင်ကိုတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်1ချစ်လာစွာသောအမုံချစ်လာစွာသောအမုံရုပ်ရှင်မှာအောင်ရဲလင်းဇင်းဝိုင်းတက်မွန်မြင့်ဝင်းမွန်ရွှေတို့ကတွဲဖက်သရုပ်ဆောင်ခဲ့ကြတာပါဒီရုပ်ရှင်မှာတက်မွန်မြင့်ကသူချစ်ရတဲ့အမျိုးသားကိုသူ့ဘက်ကလည်းမဖွင့်ပြောနိုင်အပြိုင်လူမဲ့သူကလည်းသူ့ထက်အများကြီးกว่าတဲ့တောသူမလေးတယောက်ဖြစ်နေတဲ့အခါမှာတော့မျိုးသိရတဲ့ idea တွေကိုများစွာချပြခဲ့ရပါတယ်ဒါအပြင်ဖခင်ဖြစ်သူကသူ့ထက်အသက်ငယ်တဲ့သူကိုယူလာပြီးတော့ကောင်းကောင်းမဆက်ဆံတဲ့အချိန်မှာအားမလို့အားမရဖြစ်တဲ့ idea တွေကတကယ်ကိုသရုပ်ဆောင်ကောင်းခဲ့တာပါအဆိုပါရုပ်ရှင်တွေပဲတက်မွန်မြင့်က silent acting ကိုပိုင်နိုင်တဲ့မင်းသမီးရဲ့လို့လူပြောများသွားခဲ့ပါတယ်ပရိသတ်တချို့ဆိုရင်လည်းဒီရုပ်ရှင်မှာရတဲ့အကယ်ဒမီဆုကသူမတော်တော်တကယ်ကိုထိုက်တန်တဲ့ဆုတစ်ခုဖြစ်ပါတယ်လို့ထောက်ပြကပြောဆိုနေကြတာဖြစ်ပါတယ်အဲ့ဒီတုန်းကတက်မွန်မြင့်ကဝင်းမွန်ရွှေနဲ့အပြိုင်အကယ်ဒမီဆုကိုလူခဲ့ရတာပါတကားထဲမှာတရုတ်ဆောင်ရတဲ့သူအချင်းချင်းအကယ်ဒမီလူကြရတာဖြစ်လို့အတော်လေးကိုရင်ခုန်စိတ်လုံရှားစရာကောင်းတဲ့နှစ်ဆိုရင်လည်းမမှားပါဘူးနံပါတ်2ပန်းကြဝင်းမုံပန်းကြဝင်းမုံရုပ်ရှင်မှာနိုင်နိုင်နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ကတကယ်ကိုကောင်းတဲ့ရုပ်ရှင်ဇာတ်ကားတကားပေါင်းပကယ်ကိုနောက်ခံထားတဲ့အချစ်ဇလန်တစ်ပုဒ်ကိုမြင်တွေ့ရမှာလို့ဆိုရင်တော့ပုံမှန်ပါလိမ့်မယ်။တမွန်မြင့်အတွက်ဆိုရင်လည်းအကယ်ဒမီရလောက်တဲ့အထိကောင်းတဲ့ idea မျိုးတွေရှိခဲ့တာပါ။ silent acting ပေါင်းများစွာကိုပြသခဲ့ပေမဲ့အကယ်ဒမီဘုတ်ဖွဲ့ဝင်ကမပေးလို့သာမရခဲ့တာပါ။ပရိသတ်တွေရဲ့ရင်ထဲကပေးတဲ့အကယ်ဒမီဆုကြီးကိုတော့တမွန်မြင့်ကတေချာဘက်ကိုရရှိခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ကိုကြိုက်နေတဲ့သူတွေများခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲအခုချိန်မှာပြန်လည်ကြည့်ရှုဖို့မရှိနေတာဖြစ်ပါတယ်။ YouTube ကနေတရားဝင်ရုပ်ရှင်ပြသတဲ့ channel တွေမှာလည်းတင်ထားခြင်းမရှိပဲပျောက်လို့နေတာဖြစ်ပါတယ်။ပန်းကြဝင်းမုံလိုရုပ်ရှင်မျိုးကပကံရဲ့အလှတရားကိုလည်းချပြတဲ့အပြင်အမျိုးသမီးတွေရဲ့နေထိုင်ပုံကိုလည်းတေချာပြသထားခဲ့တာပါ။နံပါတ်3ချီရုပ်ရှင်ချီရုပ်ရှင်ကလည်းပဲတက်မွန်မြင့်ရဲ့ဘဝမှာရိုက်ခဲ့တဲ့ရုပ်ရှင်တွေထဲကအကောင်းဆုံးရုပ်ရှင်လို့တောင်ဆိုရမှာပါဒီရုပ်ရှင်မှာသူမရဲ့ silent acting တွေကိုမြင်တွေ့ရမှာဖြစ်တဲ့အပြင်ကြည့်ရတဲ့သူတိုင်းကလည်းမျက်ရည်ကျရပါတယ်ခင်မွန်ဖြစ်သူကိုဆွန့်လွတ်ရမှာကြောက်ပေမဲ့စိတ်ချမ်းသာအောင်လက်လွတ်ပေးဖို့အဆင်သင့်ဖြစ်နေတဲ့အမျိုးသမီးတယောက်ရဲ့ပုံစံကိုအသိမွေ့ဆုံးနဲ့အသနာစရာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာပါဒီကာရက်တာကတက်မွန်မြင့်နဲ့မှသာလိုက်ဖက်မှာလို့ပြောကြားရတဲ့အထီကိုကောင်းခဲ့ပါတယ်ရှင်အကယ်ဒမီရရှိခြင်းကြပေမဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်တက်မွန်မြင့်ဟာဆိုပါရုပ်ရှင်ပြီးကလေးကနောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုမရိုက်ဘဲနားထားတာကြပါပြီပရိသတ်တွေအတွက်တော့တက်မွန်မြင့်ကိုရုပ်ရှင်ပြန်ရိုက်စေခြင်းနေကြပေမဲ့သူမကတော့ကျမ်းမာရေးမကောင်းလို့ပြန်မရိုက်နိုင်သေးတာပါအထက်မှာဖော်ပြထားတဲ့ရုပ်ရှင်လိုမျိုးကောင်းမွန်တဲ့ရုပ်ရှင်တွေကိုပြန်ကြည့်ရဖို့လည်းမျှော်လင့်နေကြပါတယ်ပရိသတ်ကြီးအောင်ဒီရုပ်ရှင်က3ကားအပြင်ဘယ်ရုပ်ရှင်တွေကိုကြိုက်သေးလဲဆိုတာခေါင်းမမှာဆွေးနွေးပြခဲ့ပါအောင်နော်အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးဘယ်အနည်းပညာရှင်တွေရဲ့အကြောင်းအရာကိုတင်ဆက်ပေးရမလဲဆိုတာခေါင်းမမှာတောင်းဆိုပေးခဲ့လို့ရပါတယ်နော်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ